အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်ကတော့ရှီမာမူရာအောက်ထက်ကဆိုင်လေးတဲ့ခေါ်သွားမှာပဲဖြစ်ပါတယ်အဲ့ဒီဆိုင်လေးမှာဆိုလို့ရှိရင်ဖက်နက်တွေအိတ်တွေအဝတ်စားတွေအမျိုးစုံရှိရပေါ့နော်နောက်တစ်ခုကအဲ့ဆိုင်ကလေးဈေးလဲတက်တာတယ်ပေါ့နော်ပြီးလို့ရှိရင်အမျိုးသမီးတွေရောအမျိုးသားအတွက်ကောကလေးအတွက်ကောအဆုံရှိရပေါ့နော်အခုဆိုလို့ရှိရင်အခုစီးရတဲ့ဖက်နက်လေးဆိုလို့ရှိရင်လည်းဈေးလေးလည်းမစိုးဘူးအယောင်လေးလည်းလှတယ်တောင့်တာလည်းရှိရပေါ့နော်ဒါမဲ့အဲ့နေတော့မွေဖြစ်လိုက်ဘူးပေါ့နော်နောက်ဆုံးညတော့ကျွန်မစားတဲ့စကန်စီပဲရောက်သွားတယ်ဂျပန်အစားအစာတွေထဲမှာဆိုရင်ကြိုက်ဆုံးထဲမှာပါတာကကြတော့ကာတယ်ပေါ့နော်ကာတယ်ကိုရမ်းကြိုက်တယ်ဘာဖြစ်လို့ဆိုတော့သူကလေအဆက်ရတာလည်းရှိပြီးတော့ကိုကြိုက်တဲ့လောက်အဆက် level ကိုလည်းထည့်လို့ရတဲ့အတွက်ကြောင့်ပေါ့နော်နောက်တစ်ခုကလေသူကထမင်းကိုအဓိကထားပြီးစားရတဲ့အတွက်ကြောင့်မလို့ဘိုက်စားတဲ့အချိန်ဆိုလို့ရှိရင်လေဒီကာတယ်စားလိုက်လို့ရှိရင်အရန်ကိုပြီးပြည့်စုံသွားရင်လို့ခံစားရတယ်ပေါ့နော်ကျွန်မဒီနေ့စားတာဆိုလို့ရှိရင်ဒါ rosu katsu ခါတယ်ပေါ့နော်အဲ့ဒီဟာရဲ့နောက်တစ်ခုကအဲ့ဒီသူတို့ဆိုင်ရကြော်ပြီးတဲ့ငါအသားချောင်းကြော်လို့ပဲပြောရမှာပေါ့နော်အဲ့ဒီဟာလေးနဲ့အရန်လိုက်တယ်ပေါ့နော်ကျွန်မအများနဲ့လည်းအဲ့ဒါလေးစားဖြစ်တယ်နောက်တစ်ခုကလေအဲ့ဆိုင်မှာဟမ်ဘာဂူလည်းအရန်ကောင်းပါတယ်ပေါ့နော်ဒီတစ်ခေါက်တော့ဟမ်ဘာဂူမစားဖြစ်ဘူး orange juice ကိုလည်းအရန်ကြိုက်တယ်ကဲအခုကတော့ကျွန်မဆက်စားလိုက်ပါဦးမယ်ကဲအဲ့ဆိုလို့ရှိရင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတာ